ယကိုကဒီနေ့မှာ ID ဘယ်လိုလဲမေးနေတဲ့တွေ့အတွက် ID လုံနေလေးပြောပြပေးမယ်ပေါ့နော်ပထမဦးဆုံးwindow ရဲ့ဝင်ပါမယ်window ရဲ့ဝင်ပြီးတော့ရှင်ဒီဘာနော် plus ဆွဲတဲ့ဝင်ပါမယ်ဆွဲတဲ့ဝင်ပြီးသွားပြီဆိုတာနဲ့ဒီဘောနော်ကိုတို့ကအဲ့ဟိုဖြစ်နေသေးရောလေအဲ့အကောင့်မဖွင့်ရသေးရောဒါလေးမပေါ်သေးဘူးပေါ့နော်ဒီဟာလေးပါပြဒါလေးမပေါ်သေးဘူးပေါ့နော်အဲ့မပေါ်သေးဘူးဆိုတော့ယကိုအရင်ဆုံးပေါ်မှာကထားလားမသိဘူးထိုင်ပေါ်မှာမသိဘူးဟုတ်ပါရဲ့ဒီမှာဘောနော်ကိုကြိုက်တဲ့နင်းလေးကိုထည့်မယ်ကိုကြိုက်တဲ့နင်းထည့်မယ်ပြီးရင်ဒီကိုကြိုက်တဲ့ဟာထည့်မယ် screen နင်းထည့်မယ်ဘောနော်အဲ့အကုန်ထည့်ပြလို့ရှိရင်လိုလေးပေါ်လာပါလိမ့်မယ်ပေါ်ပြလို့ရှိရင်ဒီမှာကိုကြိုက်တဲ့ ID လေးကိုဒီထဲဝင်ပြီးတော့ထည့်လိုက်အောင်ပါပဲရိုးပြောလို့ရှိရင်ရိုးဘောနော်နောက်တနေရာကိုရိုးတော့ပြမယ်အခုရိုးကျတော့ IN နဲ့ဒီရကုစပေါ်ဟောက်ကိုဘောနော်တော့ပြမယ်အဲ့ဟုတ်တာပဲငယ် wifi နဲ့မဖွင့်ရဟေးနောက်မှဖုန်းပြရမယ်ဘောနော် wifi ကအဲ့မကောင်းလို့ပါရေဆုံးရိုးကိုစောက်ထားတယ်ဟလေးတွေကိုရေဆုံးပြမယ်နော်ဒီမှာရိုးကိုစောက်ထားတယ် black tower 1ဘောနော်အဲ့ဒါလေးကိုတော့ပြမယ်ကြည့်ရတဲ့ဘောနော်တခါတည်းခုံလိုက်မယ်စင်ပြေမှာကဲရောက်ပြီမလေးခုံလိုက်မယ်ဘောနော်အဲ့လေးကမရှုပ်အောင်လောက်ထားတာမကြည့်အောင်အေးဒီအားဖြစ်စင်တော့ဘရိုကိုပြီးလမ်းကောင် ID လေးတစ်ခါတည်းထည့်ပေးလိုက်မှာဖြစ်ခွန်ရနော်နည်းမခက်ခန့်လောက်ထားတာပါဒါဒီတာဝါလေးကတော့နည်းနည်းလေးနဲ့ Black Tower 2 channel အများကြီးပဲပေါ့နော်အများကြီးဆိုရင်တိတ်မများပါဘူးမလေးဒီမှာလမ်းရေးရခါမှာတော့ရေကုန်ပြောရတော့ဘူးပေါ့နော်ဘရိုတို့ဟိုပြောအောင်မဆိုလို့ပြောပြတော့ကဲအဲ့ဆိုလို့ရှိရင်ဒီမှာခုံမယ်ပြီးနေမှာရောက်ပါပြီအဲ့နဲ့ရောက်ပါပြီဒီမှာပတ်စံလေးဒီချရတာပါပြီးရင်ကိုနောက်ထပ်တစ်ခုထပ်ပြပေးမယ်ပေါ့နော် Black Tower ပြီးတော့ပေါ် house လေးကိုတော့ပြမယ်ပေါ့နော်ဒီမှာ boss house ပါဝိုင်းနာရန်တော်ရယ်ယူကိုထောင်းဖြတ်သေးပဲနဲ့အဲ့လိုလုပ်မရဘူးပေါ့နော်အဲ့ပြီးမှ boss house ကိုတော့လိုက်ရပြီboss house လေးမယ်နော်ဒါကိုဘလူးဝင်တယ်မသိရသူပြပြပေးမယ်ပြီးဆုံးတိတိမသိဘူးဆုံးတိတိခုံချလိုက်ပါဆိုလို့ရှိရင်ခဏလေးမှာစီအစုံလေးပါပါတချို့တွေနော်တချို့အိမ်တွေကအဲ့ဝစားလေးရမထည့်တာဘူးစီမထည့်ရပါလေဒီမှာဒါပေမဲ့ဘလို့ပြန်ထွက်လဲဂျပန်နဲ့ထွက်စီရမလို့မကြည့်ပါဘူးဒီနေ့ထွက်လိုက်ပါနော်ပြီးရင်ရောဝါရှောင်းနိုင်မယ်တောက်ဖြောက်ပြီးတော့ရောကိုဒီသူဝနာရောကိုတော့နာဘောနော်သူဝနာပန်းချံကိုရောကိုစောက်ထားတယ်ဒီမှာဟိုပြပေးမယ်ဒီမှာဘောနော်ကိုတော့တန်းနာမှာရှိရပါတော့ကြာတန်းနာမှာရှိရကိုလည်းဒီနားလေးမှာဆက်လိုက်တယ်ဒီနားလေးမှာတော့ကိုတော့ခေါ်ရလို့လောက်တာစိုက်ထားရမယ်ဒါနဲ့ဒီကဒီကိုရမယ်ဒီရမယ်ဘာလို့ဒီလိုပဲတန်းကြည့်ဆောင်တာဒါကလေးဒီလိုဒီက
ဒီရေကိုစရထားရဲ့ကအင်ဘောနော်မိုးတိမ်မောင်အိမ်ဘာသာမဲမလေးဂျပန်နဲ့တော့မိုးတိမ်မောင်အိမ်ဆိုတဲ့အတိုင်းပဲရေရောက်ပါပြီမလေးမလားလောတဲ့ပစ္စည်းရဲ့ဆုံးပါပါတယ်ကဲဒါဆိုလို့ရှိရင်ယူကိုပြဒီအလေးရတော့လေယူကိုဘာမှမရတော့လို့ပေါ့နော်ယူကိုဒါလေးကိုကြော်ပြီးတော့ဟို I house to flow လေးကိုတော့ပြမယ်ဒါကြတော့ဘောနော်အဲစားအိမ်လုံးမျိုးပုံစံစောက်ထားတာပဲမတူရင်အဲ့ဒီပုံစံလေးစောက်ထားတာလေဒါပေမဲ့မတူလို့ပါဒီလေးပဲထားလိုက်ပါတော့ဒီမေကဒီနေနေရလေးပဲထားလိုက်ပါတယ်အေး ice house ဆိုတဲ့ဒီကအပြန်လို့ပုံပေါင်းထားတယ်ပြီးရင်ဒီမှာတော့အိပ်ရာကြီးတချို့ဒီမှာလေအိပ်ဟိုလေဝစားလဲဟန်ပါလို့မပေါင်းလို့ပြရတယ်ဒီပေါင်းဆိုလို့ရှိရင်လည်းမတင်ခုံလေးပါပါပါဒီမှာလို့ရှိရင် Let it goအဲ့မင်းသမီးလေးဆိုပါလေအဲ့လေးပါပြီးရင်ဘောကြတော့ cycle ဟောနော်ဒီမှာလေးပြပေးမယ်ဒီမှာပါအော်တိဝိုင်းဝိုင်းပြကဲဘလို့ဝင်လဲမိကြအောင်မလားမိကြပါနဲ့အဆုံးထိကြည့်ပါဗီဒီယိုဆုံးထိကြည့်ပါလိုလေးဝင်နေရပါပဲမခက်ပါဘူးဒီမှာရချိုးကန်နေတော့ကြတော့ဒီကိုအဖြူပြောင်ကြီးပဲအကုန်ဆောက်ထားတယ်ဒီမှာကြတော့ဘောနော်ဝစားလေးတဲ့ဟာလေးတော့မထည့်လိုက်ဘူးဒါပေမဲ့ကိုယ့်ဘက်ကိုထည့်ပါကိုယ့်ဘက်ကိုပဲထည့်လိုက်ကြတော့ကဲရောပြောလို့ရှိရင်ဓနကားရှော့ဘောနော်ဒီကိုလောက်ထားတာပါဒီဓနကားရှော့ဝါစိနေလာပြီဓနကားရှော့ယူကိုစောက်ထားတယ်မလားဒါကြောင့်ကားတွေပေါ့နော်မကားရီဆိုအများကြီးပဲနေရမဝေးစင်လာလို့ရပါတော့ဒီမှာပါဒီမှာရှိပြီးတာဒနာကားရှော့ဟိုပြရရှိရင်ရှိကနာတခုစောက်ထားတဲ့ပေါ်နော်ဒီဘောတော့တန်ကုန်မျိုးရဲ့ရင်းကြောင်စီကိုစောက်ထားတာပါအေးပါတန်ကုန်မျိုးရဲ့ရင်းကြောင်စီဒီမှာပစ္စည်းတွေတိတ်မပါတယ်တဲ့လူတွေကတော့ကိုယ့်ဘာသာကိုထည့်လိုက်ကြပါလို့ဘယ်ကြအတင်းနဲ့ဆင်းနေနေမှာပေါ့နော်ဒါကြောင့်ထင်းဒီကိုရိုးတွေပေါ့နော်အဲ့လိုမျိုးဈေးဝယ်လို့ရှိရင်ဒီကပဲဝယ်ရတာပါတော့ကျစိုင်းနေလောက်တော့ပြင်းလို့မလုပ်ချင်တာပြီးတော့ဒီကိုလောက်ထားရှိရ Black Tower 2ပေါ့နော်ဒီမှာဝိုင်းပြလိုက်ပါတော့မယ်ဒီမှာကဲဟိုပြောတဲ့ဒီမှာ Black Tower 2ကိုရောက်ပါပြီစက်နေတဲ့တက်တဲ့သူကတော့ဒီနေ့မှာပတ်ကနေပြုတ်ချော်ပါသေးကြဒီအနီယာဝေါနော်ဒီလိုမျိုးဖြစ်ရှာဝလို့ရဆိုသူတို့ကတော့မကြုံချအောင်လုပ်ထားပါဒီမှာအဲ့ဒါလေးကိုကြတော့လေးစားဝမတေပဲနဲ့ကြုံချအောင်လုပ်ထားကဲထောက်ရှာခုံတဲ့ဟာတွေပဲနော် my boy ကိုယ်ဆောက်ထားတာပါနော်ကိုယ်ဆောက်ထားတာပါ
အဲ့လိုပြင်းလာလို့ရှိရင်လေအိမ်ကြီးရှောက်ဆော့အဲ့လိုရှောက်လို့အမလေးကဲရောက်ပြီဆိုရင်ဒီမှာပေါ့ဒီလီကောက်တယ်လေကျုံလုံးလေးပြောအောင်လေဒီကိုဝဘလော့ဆော့ရပေါ့နော်အဲ့ဝဘလော့ကောက်လေးကိုကြတော့ပြီးရင်ပြီးမယ်ပေါ့နော်မီးလာပြီးပါမယ်ခုတော့မပါဘူးတခါလေးပြင်ပေးရမယ်ပေါင်းတက်တဲ့သူကတော့စွန်းစွန်း311ပေါ့နော် thank you for viewer ပေါ့နော်စွန်းစွန်း311ပါဒီလူမရအောင်ပေါ့ကဲပြောလို့ရှိရင် Puppet House လေးကိုစောက်ထားတယ်အဲ့ Puppet House ကလည်းကိုယ်တိုင်စောက်ပြီးကိုယ်တိုင်လှနေပါတယ်တကယ်ပါဆိုင်နေတာလားမိမလားပြီးရအောင်ဒီမှာပါကိုယ်တိုင်လောက်ထားတဲ့ House လေးပါဒီမှာပေါ့နော်ကိုယ်တိုင်စောက်ပြီးတော့ကိုယ်တိုင်လှနေပါတယ်ဒီမှာစပလန်ပေါက်လေးလည်းပါတယ်ပြီးဒီမှာဆိုလို့ရှိရင် Puppet House ဆိုတော့မခင်းအောင်လေးပဲထည့်ရတယ်ပေါ့နော်အဲ့ရအစားခင်းရအောင် TV စင်ခင်းအောင် TV ပဲခင်းအောင်မဖြစ်တာကောင်းလို့ပေါ့နော် Puppet Crazy တွေကတော့ဒီအိမ်လေးကိုလာတက်ပါတယ်ကဲပြောလို့ရှိရင်ဒီပေါ်တက်လိုက်ပေါ့နော်ဒီပေါ်မှာဆိုထမင်းစားကန်လေးပါမယ်ကဲဒါဆိုလို့ရှိရင်ဒီပြီးနောက်တနေရာထပ်သွားပြမယ်ပေါ့နော်ဒီမှာ Yellow House ဟုတ်ကဲ့ပေါ့နော်ဒီမှာပါဒီမှာနော်ခုထဝက်ပဲစားရသေးတယ်ဒီမှာဆိုလို့ရှိရင်ဒီမျိုးစုံမိုက်တယ်နော်ဒီမှာဆိုဘာတိတ်မပြင်တော့ရှင်ရောဘာပြင်လာလဲဆိုတော့ဒီထမင်းစားကောင်မှာခုံတကူထပ်တိုးလိုက်တာပြီးတော့ဒီမှာလည်းဘာမှမတိုးတော့ဘူးဒါနဲ့ရောဒါတော့ရောရှောက်လို့ထားပါတော့ဒီခါမှာတော့မှာဒီအပေါ်မှာတက်လိုက်လို့ရှိရင်နော်လုံးဝ main buff လေးရောက်ပါတယ်ဒီမှာတော့ main buff လေးပါလုံးဝအကြီးပဲနော်ပြီးရင်ဒီမှာဆိုလို့ရှိရင်ဟိုပါပေါ့ဘယ်လိုခေါ်မလဲဗီဒီယိုပေါ့နော်ဝစားဗီဒီယိုပေါ့ဒီမှာဒါကြတော့မှန်တင်ခေါ်ပြီးရင်ဒါကြတော့စာရေးခေါ်ပြီးတော့စာနေစုံပါရနော်ကဲဒါတော့မှကွယ်ရန်လှရဘူးများမထင်ရဘူးလား49ခုပဲကုန်လားပြီးရင်ကိုဝယ်လေ house game နော်ပြင်းလို့ဆောက်ရှာ house game နော်ကိုပြင်းလို့ဆောက်ဆောက်လိုက်တယ်ဟုတ်တယ်ဆောက်လိုက်ဒီမှာပါပြင်းလို့ဆောက်လိုက်တာလေးကနေပြီးရိုလေးဖြစ်သွားပါတယ်ဆောက်လိုက်တော့ဒါပေမဲ့ကိုကြီးပေါ့နော်ဒီအလေးတွေကိုတွားပြောလို့ရှင်နော်တဲလေးတော့ပေးခဲ့နော်ဒီကိုဘောနော်အားလုံးကိုကျေးဇူးတင်ပါတယ်တတာ